မင်္ဂလာပါကျွန်တော်ဒီနေ့ unboxing နောက်တစ်ခုလုပ်ကြမှာဖြစ်ပါတော့ဒီနေ့ Digital Village မှာတွားပြီးရှာဖွေစူးစောင်းရင်းနဲ့ကျွန်တော်အရန်လိုချင်တဲ့အရန် fresh luxury quiet ချိန်ထဲမှာပဲ prominent ဖြစ်တဲ့ရေမွေးတစ်ခုပြောပြမယ်နော်အဲ့ဒါဘာလဲခေါ်လဲဆို Guerlain ရဲ့ Alps Troublons နော်ပြင်သစ်လို့အဲ့လိုခေါ်ပါတော့ဟိုအင်္ဂလိပ်လိုဤတိုင်းပြောလိုက် Harvest Troublant Day ဒါပေမဲ့ပြင်သစ်လို့ Alps Troublons အဲ့ရေဝေးပြတယ်ဒါနဲ့ဒီကျွန်တော်ပြိတ္တတွေက feedback လာဘယ်သူလဲဆိုတော့ကျွန်တော်ရောက်ခမအမေဆန်းပြောတယ်တေချာဝဲတဲ့တခုခုလုံးမယ်ဆိုလို့ရှင်တေချာဝဲထားတယ်တေချာဖီးထားတယ်အဲ့တော့ရေမွေးအောင်ဆွတ်ထားတယ်ဒီထဲမှာအနံ့ရလားမသိအဲ့တော့ဒီဟာပေါ့နော်အဲ့တော့တစ်ချက်ကဟိုမှာ retail counter မှာဝယ်တဲ့အတွက်ပလာပရရတယ်နော်အကုန်လုံးကိုသူတေချာလုပ်ပေးထားတယ်ဗောနော် Guerlain ဒီဖဲဂျိုအနံ့ကလည်းဒီ Alps Troublons ရဲ့အနံ့ပဲဖြန့်ပေးထားတယ်အဲ့ဒါရွေးထည့်ထားတယ်ဒါကသုံးစံတိုင်းလက်ဆောင်ပေါ့နော် Guerlain ရဲ့အိတ်ရဲ့ထဲမှာဘာပါလဲဆိုတော့ e-way sample ပါတယ် makeup sample ပါတယ်ပေါ့နော်ရေးကြည့်အပိုင်းသွားကြမှာပေါ့နော်ရလာမသိOh my goodness လေးလာကျွန်တော်ထင်တယ် Guerlain ထဲမှာဒါဟိုချစ်စရာအကောင်းဆုံးလို့ထင်တယ်ဒီဟာလေ Alps Troublants Day ညီရလားမသိဒီပါကျွန်တော်အောက်ပါဟိုဟာလေးလောက်ထားအာကာမင်းဆိုပြီးတော့ engraving လုပ်ပေးထားရပါတော့ free ပေါ့နော်ဒါလည်းတစ်ခုပဲဟိုဟာတခြားလုပ်ပေးထားတယ် okay အဲ့တော့သူ့ရဲ့ notes တွေချက်ကြည့်မယ်နော်ကျွန်တော်ပြောနေကြတဲ့အတိုင်းပဲသူ့ရဲ့ notes ကိုကျွန်တော်အလုပ်မမှတ်ဘူးအဲ့တော့ဘယ်လိုခန်းစားရလဲဆိုတော့ပြောမယ်ဒါပေမဲ့ဒီနေ့မှာတော့ထူးခြားဖြစ်အောင် notes တွေကိုပြောရမယ်သူကအဓိကသူ့ရဲ့အနံ့က fresh ဖြစ်တယ် citrusy ဖြစ်တယ် floral နည်းနည်းပဲပါတယ်အဓိကဒါပဲနော် boundary နည်းနည်းဖြစ်တယ်အဲကြောင့်မို့လို့ချို့တွေကမိန်းမဘက်ကိုပို့ပြီးတော့အားတန်တယ်လို့ပြောတယ်ဒါပေမဲ့ဒါ unisex ကောင်းကောင်းရတယ်နော်အဲ့တော့သူ့ရဲ့ notes တွေကိုကြည့်မယ်ဆိုရင်ဘာ notes တွေပါလဲဆိုတော့သူရိုးရှင်းရှင်းပဲ mask ရဲ့ orange blossom ရဲ့ bergamot ရဲ့ဟာပဲအဲ့ဒါနဲ့ဒီလိုမျိုးဟလာပပဖြစ်အောင်လုပ်ထားပါဘောနော်ဝါအရန်မိုက်လို့ဟိုရင်မွေးရေသုံးကြည့်ရင်တဖြည်းဖြည်းသိလာလိမ့်မယ် fresh ဖြစ်တိုင်းဟိုကောင်းလားဆိုတော့တော်များရင်မွေးတာ fresh ဖြစ်ရင်ကောင်းတယ်ဘာလို့ဆိုတော့ကိုယ့်ရဲ့စိတ်ကိုဟိုဖြစ်တယ်ဗောနော်အရန်ကိုလန်းဆန်းစေတယ် refresh ဖြစ်စေတယ်ဗောနော်ဒါပေမဲ့တစ်ချက်တည်းမှာပဲပေးဆက်လိုက်ရတာဘာလဲဆိုတော့ fresh ဖြစ်ရင် longevity ကျသွားမယ်နောက်တစ်ခါပြန့်နှံ့အားဗောနော် sillage ကျသွားမယ်ဒီရေမွေးမှာထူးကြပါလဲဆိုတော့အဲ့လောက်ကြီးတော့ longevity မကောင်း Fragrantica မှာဘယ်လိုပြောထားလဲဆိုတော့9နာရီပဲအဲ့တော့အရင်ကြီးတော့မကောင်းဒါပေမဲ့သူ့ရဲ့ luxurious ဖြစ်တဲ့ဟာနဲ့အရင်မိုက်တယ်เนาะအရင်မိုက်တယ်အားကြောင့်မို့လဲသူကဟိုသူတို့ရဲ့ရောင်းအောင်ကောင်းနေတဲ့မှာပါတာပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီကောင်ကကျွန်တော်ထင်တယ်သူတို့ website မှာသွားကြည့်ရင်200 ml ပဲရှိ200 ml ကပေါင်400ကျော်အဲ့တော့ဒီလိုမျိုး retail counter မှာသွားရှာမှတွေ့မယ်ပေါ့နော်ဟိုဟာ100 ml ဟာအဲ့တော့သူ့နံကခုနပြောတော့ပဲစအဖွင့်မှာအရင် fresh ဖြစ်တာနဲ့စရယ်ပြီးလို့ရှိရင်နည်းနည်းလေးအနေထိုင်သွားပြီးအချိန်မှာ
ခုနပြော boundary နန်းကိုသွားရပါတော့အဲ့ boundary နန်းနဲ့တူတူနောက်ကနေပြီးတော့လိုက်လာတာဗာလဲဆိုအဲ့ခုန luxurious ဖြစ်တဲ့အနံ့ပေါ့နော်ဘယ်လိုပြောရမလဲမြင်ကြည့်လိုက်ပေါ့အရန်ဟိုတိမ်မွေ့နူးညံ့ပြီးတော့လူကြီးလူကောင်းဆန်တဲ့အနံ့ပေါ့နော်လူကြီးလူကောင်းဆန်တယ်ဆိုတာလူငယ်နဲ့မလိုက်တကယ်မလိုက်အဲ့တော့ဘလို့နေရာမှာလုံးဝမလိုက်ဘူးလဲဆို night club သွားရင်မစွတ်သင့်ဘူးနော်ဒါဆိုရင်ပြဓာတလန်တန်တလန်ဖြစ်နေမှာ night club သွားရင်ဆိုလို့ရှိရင်ပေါ့နော်နောက်တစ်ခုကသူ့မှာဘာကောင်းသေးလဲဆိုတော့ခုနပြောသလို fresh ဖြစ်ပြီးတော့ဟို longevity ကောင်းတဲ့ထဲမှာပါတယ်ပေါ့နော်မစိုးဘူးပေါ့အဲ့တော့ဟိုဟာတခြားရေမွေးတွေစုဖွင့်သိလိမ့်မယ်အထူးသဖြင့် Zerjov ရဲ့Torino 21တို့နော်နောက်တစ်ခုကBarreto ရဲ့ Blanche ကိုမှဟိုပါပေါ့နော်absolute version ပေါ့နော် EDP ကို absolute version အဲ့ကောင်နေနဲ့ဟိုတက် line နဲ့ပါတယ်ဒါပေမဲ့ तू ကပို့ပြီးတော့ luxurious ဖြစ်တယ်ပေါ့နော်။မိုက်တယ်။ဒါသူ့ရဲ့အဖုံးလေး။ Okay ဒါပါပဲ။ကျေးဇူးတင်ပါတယ်။